ကျောင်းဟာတကယ်ရင့်သွားပြီဟဲ့ဆိုရင်စီးလို့ကြောလို့မခက်ဘူးဘယ်သူစီးလို့ရတယ်ဒါပေမဲ့ကျောက်ကမရင်တရင်နှုတ်ပေါက်ထိုးထားတယ်ရန်ကောင်းဟာမမာဘူးဆိုရင်သူ့ကိုလေရွာလေးနဲ့ခတ်ထုတ်ရတယ်အဲကြောင့်မို့ကျောက်ဆေးတဲ့ခါမှာဆူချစ်ကိုခတ် brush ဆိုရင်ရှက်ရတယ်ဖိပြီးမှလွှတ်ဆွဲသူဆွဲတဲ့ခါမှာနေ့ရဲ့ဆူချစ်ကဒီလိုမျိုးစုနေတာနဲ့ကိုကျောက်မျိုးနှုတ်ရနဲ့ရန်ကောင်းရှိသမျှအကုန်လုံးကိုနေတိုက်စားပဲပြီခေါင်းကျောက်သမားတွေအကုန်လုံးအဲ့တော့လုံးစုခလိုင်းသမားတွေအကုန်လုံးကအဲ့ဒီရန်ကောင်းရဲ့အရသာနဲ့သူ့ရဲ့ပြုတ်ထားနေတဲ့ပုံသဏ္ဍာန်နဲ့သူ့ရဲ့ရှတဲ့ရင့်အားပြီးသူ့ရဲ့အယောင်အသွေးပေါ့အဲ့ဒါအလုံးကြည့်မှဒီကြောက်ဟာရင့်နိုင်ချီရှိသလားနှုတ်နိုင်ချီရှိလားဆိုခေါင်းရတာမှန်းချီနဲ့တွားရတာပေါ့နော်ဆိုတဲ့ခါကျတော့ဒီຢာကိုကျွန်တော်ကဆူချစ်နဲ့ခတ်မှရှိတယ်မင်းညာတပိတ်တွေအကုန်လုံးထိုင်မှနည်းနည်းစီးကြည့်တယ်ဒီမဲ့သူတွားမှပြည့်ကိုတွားရောက်လိုက်တယ်9တိန်ဆိုတော့6000ဝယ်တော့9တိန်ရောက်နေဆိုရင်မဆိုးဘူးပေါ့နော်ဒါပေမဲ့အကယ်၍များတာအဲ့ဒီဆူချစ်အကုန်လုံးကဖိပြီးမှဆေးခဲ့မယ်ဆိုရင်ဒီကြောက်ဟာပြက်ပြီသူကြောက်ရှိရတဲ့ခါမှာ तू ကတမန်ဆေးပြတဲ့နေရာတစ်ကွက်ကိုတော်တော်ပြားနေပြီဒီတဲ့ဆေးရင်ပေါက်ရုံရှိတာကြောက်ကခုန်ခံထားတယ်ခုန်ရင်းနဲ့ပေါ်ကျော်အဲ့ခါကျတော့ကျွန်တော်တို့ကဒီနေရာမှာ तू ဆေးပြတဲ့ခါမှာရန်ကောင်းနေအားလုံးကပြားမှဘီညီသွားပြီဘာဖြစ်လို့အဲ့လိုပြားမှဘီညီရလဲဆိုရင်နှုတ်တို့အဲ့ဆိုရင်ဆရာဒီကြောက်ကနည်းနည်းမှတုံးလို့မရအောင်လား तू ကအခောက်မျိုးအခောက်နဲ့ပါတယ်အဲ့ခါကျတော့ဘီညီတဲ့နေရာကိုကျတော့ကျွန်တော်တို့ကပုံမှန်ဆူချစ်လေးကိုကြားပြီးမှကတော့ထုတ်ရင်ထုတ်မထုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ကဗာလဲဆိုရင်အိုးတိုက်တဲ့ brush နဲ့လေသူ့ဖြည်းဖြည်းချင်းကြောက်ကိုလဲမှ brush နဲ့ဆေးရတယ် brush ရဲ့အိုးတိုက် steel မှာကြည့်လိုက်လို့ရှိရင်သူကအိုးတိုက် steel ပလို့နဲ့ဓာတ်လို့ဖြစ်တာအဲ့ဒါမှရန်ကောင်းရဲ့ဂျားထဲမှာသူကဒီလိုမျိုးမှု့ရမှနိုင်ထုတ်ခဲ့တာအဲ့ဒီခါမှာချိုးသွားရန်ကောင်းလေးကိုနည်းနည်းပြန်ဖော်တော့အဲ့ဒါဆိုရင်ဓာတ်မီးနဲ့ကြည့်ပြီပေါ့နော်ကြောက်တစ်ခုကိုဒီပေါ်မှာဓာတ်မီးနဲ့တောက်ဆိုထောက်ပြီးမှဆွဲတဲ့အခါမှာကြောက်မျိုးတကယ်ရင်ဓာတ်မီးအတန်ကကရက်စညီသွားပြီကြောက်မျိုးခေါင်းရန်ကောင်းမရင်ဘူးဆိုရင်အတန်ကတုတ်အတန်မီတယ်ဆိုတော့အာဟာကြောက်မျိုးတစ်ခုကိုသုံးတတ်နည်းပေါ့ဖြတ်တန်းမှာကြောက်မျိုးသုံးတတ်နည်းတစ္ဆမှာကြောက်မျိုးသုံးတတ်တဲ့နည်းခေါင်းကြောက်မှာနည်းမတူဘူးဒါလို့ဆိုရင်နော်ဆရာခေါင်းကြောက်ကိုပြောတယ်ဆိုကြောက်မျိုးတန်းကောင်းသလားနံပါတ်1ကြည့်တယ်ကြောက်မျိုးတန်းမကောင်းဘူးဆိုရင်တခြားအရာတွေအားလုံးလျှော့ပြီးတော့အရေးများရင်တော့ပြုဆက်ရမယ်ပြီးရင်အတော့တာနော်ဒါပဲပြောဆရာစကား